တလုံးဆိုင်ရာ19ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာမတန်ဆန်းသူများနေ့ထိမ်းမှတ်ပွဲကိုရန်ကုန်မြို့တိရစ္ဆာန်ဥယျာဉ်မှာဒီဇင်ဘာလ3ရက်နေ့ကကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။ဒီပွဲကို TLMI မြန်မာလို့ခေါ်တဲ့ The Leprosy Mission International မြန်မာကဦးစီးကျင်းပခဲ့တာဖြစ်ပြီးမနက်9:00 နာရီကနေညနေ3:00 နာရီထိကျင်းပခဲ့တာပါ။ဒီပွဲမှာမတန်ဆန်းသူများအကြောင်းနဲ့ပတ်သက်တဲ့မဟေရီညံသန်းပွဲကိုလည်းပြုလုပ်ခဲ့ကြသလိုမတန်ဆန်းသူတွေပြုလုပ်ထားတဲ့လူမှုအသုံးပစ္စည်းတွေကိုလည်းရန်မုံငွေအဖြစ် TLMI မြန်မာကရောင်းချခဲ့ပါတယ်။ဒီနေ့လုပ်ဖြစ်တဲ့အစီအစဉ်ကတော့ကျမတို့မတန်ဆွမ်းသူဆိုလူတွေကပြောရင်မရှိဘူးပေါ့မသိဘူးမမြင်ဘူးဒါမျိုးပြောတာလည်းအများကြီးရှိတယ်။ဆိုတော့ကျမတို့ကအဓိကအဖြစ်မတန်ဆွမ်းသူဆိုတာပါဒီမှာဆိုကျမတို့မြင်ရမယ်ဒီပွဲကိုကြည့်ခြင်းအပြင်ဒီကလူတွေကြည့်ခြင်းအပြင်မတန်ဆွမ်းသူတွေဒီမြန်မာနိုင်ငံမှာလည်းရှိနေတယ်။ထို့အတူပဲမြန်မာနိုင်ငံမှာရှိတဲ့မတန်ဆွမ်းသူတွေသူတို့ဒီလည်းလုံနိုင်တယ်ပေါ့နော်ဒီမှာကျမတို့တဲတဲ့ချိုးတွေအများကြီးပဲပြတယ်လုံနိုင်တယ်မတန်ဆန်းသူတွေပါဝင်လူဦးရေ300လောက်တက်ရောက်လာခဲ့ကြတဲ့ဒီပွဲမှာရွှေပြည်သာလင်းအောင်ကြီးဖွဲ့ကလည်းစိုးကတွေနဲ့ဖျော်ဖြေသွားခဲ့တယ်လို့သိရပါတယ်။ဂျိုကြီးကဒိတ်ဆိုင်ရုံလို့ရှုဟိုတယ်ကြီးပေါ့နော် IBC ဟိုတယ်ကြီးဘာကြီးစကျွန်တော်တို့လိုက်ဖို့ပြီးပါတယ်ဆရာတွေကဦးဆောင်ပြီးကျွန်တော်တို့ကတော့စင်တဲ့တဲမှာတော့မပါဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ရဲ့ရွှေပြည်သာအဖွဲ့ရလဲလင်းအောင်ကြီးဖွဲ့ရလဲထုံဝင်းရတယ်လေဆိုတာတို့ကာရာတို့ရတယ်ကျွန်တော်တို့နဲ့ထပ်တက်ရမယ်ကျွန်တော်ပြောရှင်ပြီးတာပါဒီပွဲကိုဦးဆောင်ကျင်းပတဲ့ TLMI မြန်မာအနေနဲ့လည်းရရအခြေပြုပြန်လည်ထူထောင်ရေးဆိုတဲ့မတန်ဆန်းသူတွေနဲ့ပတ်သက်တဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုထပ်မံလှုပ်ဆောင်ပေးသွားမယ်လို့ဆိုပါတယ်ဒါပေမဲ့ကျွန်တော်တို့ရှင်းဆက်ပိုင်းလုပ်ဖို့ရှိတယ်ဆိုတော့ကျွန်တော်တို့တွေမှာ Leprosy Mission International မြန်မာမှာကျွန်တော်တို့မှာမတန်ဆွမ်းစင်တာတွေရှိပါတယ်အရင်းမြစ်စင်တာဆိုတာတွေကျွန်တော်တို့ဖွင့်ထားပါတယ်ဆိုတော့အဲ့ဒီအရင်းမြစ်စင်တာတွေဖွင့်ပြီးတော့မတန်ဆွမ်းသူတွေနဲ့ပတ်သက်တဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလုပ်ပါတယ်ဆိုတော့နောက်အရေးကြီးဆုံးအလုပ်တစ်ခုကတော့ဘာလဲဆိုတော့ရရွာအခြေပြုပြန်လည်ထူထောင်ရေးပေါ့နော်ဆိုတော့ကျွန်တော်တို့အရင်တော့စင်တာမှာပဲကျွန်တော်တို့ကစုပြီးတော့စင်တာကိုလာနိုင်တဲ့မတန်ဆွမ်းသူလောက်ကိုပဲကျွန်တော်တို့လုပ်ပေးနေရနေအခုကျွန်တော်တို့ကရှေ့ဆက်ကျွန်တော်တို့ဘာတိမျှော်လင့်ထားလဲဆိုရရွာထဲမှာပဲရရွာအခြေပြုပြန်လည်ထူထောင်ရေးဆိုပြီးတော့ကျွန်တော်တို့ဒီမတန်ဆွမ်းသူတွေနဲ့ပတ်သက်တဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလုပ်ကိုင်သွားဖို့ရှိပါတယ်အပြည်ပြည်ဆိုင်ရာမတန်ဆန်းသူများနေ့ထိမ်းမှတ်ပွဲကိုမြန်မာနိုင်ငံမှာ1994ခုနှစ်မှာစတင်ပြီးကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။တစ်ဆက်တည်းမှာပဲအပြည်ပြည်ဆိုင်ရာမတန်ဆွမ်းသူများနေ့ထိမ်းမှတ်ပွဲကိုနေပြည်တော်စပူတီရီမြို့မှာရှိတဲ့ MRCC ခန်းမမှာလည်းလူမှုဝန်ထမ်းဦးစီးဌာနကဦးစီးကျင်းပပြုလုပ်ခဲ့ကြပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့လူဦးရေရဲ့1.3 သန်းဟာမတန်ဆန်းသူများဖြစ်ကြပြီးအဲ့ဒီတဲကမှ80%ဟာလှုပ်ရှားသွားလာမှုခက်ခဲသူတွေဖြစ်ကြသလိုကျန်တဲ့30%ဟာအသိဉာဏ်ခံစားမှုမတန်ဆန်းသူများဖြစ်ကြောင်းမြန်မာနိုင်ငံလူမှုဝန်ထမ်းဦးစီးဌာနစစ်တမ်းများအရသိရပါတယ်ခင်ဗျာစိတ်မကောင်းပါဘူးလို့ကျွန်တော်တို့ဘက်ကစိတ်မကောင်းတာပါသူ့ကမှန်ပါတယ်လို့ခေါင်းကမတန်ဆန်းမှုမျိုးသားအများဆုံးဖြစ်ပါတယ်